Westme ဂိမ်းမှာ pro ဖြစ်ချင်တယ်ဆိုရင်ဒီချက်တွေကိုလိုက်လုပ်ဖို့လုံးဝမမေ့ပါနဲ့အကယ်၍အခုကြည့်နေတဲ့လူက Westme ကိုအခုမှစဆော့ရလူဒါမှမဟုတ်တပတ်ကနေတစ်လားလောက်ပဲဆော့ရသေးတယ်ဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ထားလိုက်ပါ Yo what's up guys I'm Zeza and welcome to Azura Studio ကျွန်တော်ကိုအချိန်လေး6မိနစ်ပဲပေးပြီးတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်တာနဲ့ Westme ကိုအခုမှစဆော့ရဲဆိုရင်တေးချာမ pro player ဖြစ်လာစေရပါမယ်ဒီဗီဒီယိုမှာအခြေခံလောက်ရမယ့်အချက်တွေအပတ်တိုင်းတနင်္လာနေ့တိုင်းလောက်ရမယ့်အချက်တွေနဲ့နေ့တိုင်းလောက်ရမယ့်အချက်တွေဆိုပြီးတော့ခေါင်းစဉ်3ခုနဲ့ကျွန်တော်ပြောပြပေးသွားပါမယ်နံပါတ်1အခြေခံလောက်ရမယ့်အချက်တွေဒီလို game တွေမှာဘယ်ဟိုတော့ဘာပဲလို့တွေ့တဲ့မြ enemy အကုန်သာတက်ပါလမ်းသွားရင်ဒီလိုမျိုးပေါ်လာတဲ့မြ item တွေအကုန်သာကောက်ပါသူများမျိုးတော့မကိုကြနဲ့ပေါ့နော်ဒီလိုမျိုး encounter ဆိုရပေါ်လာတယ်ဆိုရင် quest ကိုတွားပြီး accept လုပ်လိုက်ပါဒီလို countdown လေးပြဝိုင်းနောက်မှပြန်လာလို့ရတယ်ဒီလားကျွန်တော်မှဆိုတမကြီး list ကရှေ့ပြီးရင်ရှောက်သွားနေမြေပုံမှာဒီလိုမျိုးလိပ်ပြ icon လေးတွေတွေ့ရင်တွားတာကောက်ပြဘာလို့ဆိုအကောင်လေးတွေတအားအသုံးဝင်တာဒီလား stat တွေ stamina တွေကအကောင်လေးစီကနေတအားတက်လာစေမှာပါပြီးရင်မြေပုံပေါ်ကတက်တဲ့ point တွေအကုန်တာလိုက်ဖွင့်ဒီလိုမျိုးမြေပုံပေါ်မှာစေးကူတာတွေမြားပြစ်တာတွေတွေ့ရင်လည်းအကုန်တာလိုက်လို့ပါဒီတေးသေးလေးတွေစီကနေရတဲ့ stat တွေရတယ်နောက်ပိုင်း quest တွေဆော့ဖို့အတွက်ဆိုရင်တော်တော်လေးကိုအသုံးဝင်လာမယ့် stat တွေမို့လို့ပါပြီးရင် deploy လေးကိုတွားပြီးတော့ကိုနဲ့ line မဲ့ကိုကြိုက်တဲ့ martial art တိုင်းကိုပဲဦးစားပေးပြီးတော့ကင်ပါပြီးရင်ဒီ path guide path recommendation ဆိုတာလေးကိုတွားပြီးတော့ဒီ combination ထဲမှာပြထားတဲ့အတိုင်း secondary martial art ကိုတုံးပါဆက်စချင်းဒါနဲ့ချောင်းကင်မှုမစင်စားပါနဲ့ကီလီတို့ဖြစ်ချင်ကြမှန်းတည်တယ်ဒါပေမဲ့အရင်ဆုံး basic ရအောင်ပဲအရင်လုပ်ကြပါပြီးရင်ဒီ recommendation ထဲအတိုင်း gear set နဲ့ armor set တွေကိုသူပြလာတဲ့အတိုင်းထည့်ပါဒါကတော့လောလောဆယ်တိုင်းတွေနဲ့သူ့ရဲ့ damage မျိုးစားတွေ blows နဲ့ gear set တွေပါ save လို့ရအောင်လို့ကျွန်တော် command မှာတပ်ပုံမှန်လို့ရတဲ့ခါကျရင်မှန်တော့ပေးပါမယ်ပြီးရင်အရေးကြီးတာကိုခုနကရွေးလိုက်တဲ့အတိုင်း martial arts ရဲ့ပတ်သူ့ရဲ့ combo လုံးဝလေ့ကျင့်ပါ YouTube မှာလည်းအဲ့လိုမျိုး guide တွေကတော့အများကြီးပဲကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီရှိသမျှတိုင်းအားလုံးအတွက် combo guide တွေလိုအပ်ရင်လုပ်ပေးသွားမှာပါနောက်လုံးဝလုပ်ကိုလုံးဝမဲ့အချက်ကဒီ setting တွေက deflection assist ကိုပိတ်ထားပါပြီးရင် trial ထဲကိုတွားပြီးတော့ကျွန်တော်တို့ ABS challenge ဆိုပြီးတော့ boss တွေကိုလုံးဝတော်ချပြီးတော့ deflect နဲ့ dodge skill ကိုလေ့ကျင့်ပါဒီ game ရဲ့ combat attack တွေးကြောပါဗျာဒီ deflection နဲ့ dodge ဖြစ်တဲ့အတွက်ကြောင့်မို့လို့ deflection ကိုကျွမ်းနေအောင်လုပ်ထားပါနောက်တစ်ချက်ကရှိသမျှ mystic skill တွေအကုန်လုံးကိုဖွင့်ပြီးရင်လောလောဆယ် meta ဝင်နေတဲ့ mystic skill တွေအားလုံးကို upgrade မြင့်ပါမဟုတ်ရင်မလိုတာတင်ပြီး resource တွေတအားကုန်ပါတယ်reset ကတော့ပြန်ချလို့ရတယ် echo chase ကုန်လာပေါ့နော်ပြီးရင် solo wall level ကိုတင်လို့ရတာနဲ့ကိုတန်းတင်ပြသေးလား echo chase တွေကိုလည်း outfit တွေဆွဲဖို့တွားပြီးမသုံးနဲ့အောင်အလားပါနောက်မှအရေးကြီးတာ damage ထွက်ဖို့ပြီးပါမယ်ပြီးတော့နောက်ဆုံးချက်ကိုတုံးနေတဲ့ inner way ၄ခုထဲကိုပဲ tier level တွေတင်ပါကျန်တာတွေကိုတင်လို့ရရင်တော့မတင်ပါနဲ့အောင်ဘာလို့ဆိုအဲ့ဒီလောလောဆယ်တုံးနေတဲ့၄ခုက tier 6ကိုရောက်မှကျန်တဲ့ကောင်တွေကို upgrade တင်ဖို့လုပ်ပါမဟုတ်ရင်ဟိုမြောက်ဒီမြောက်ဖြစ်သွားတတ်ပါတယ်ကဲနောက်ထပ် category အပတ်တိုင်းတနင်္လာနေ့တိုင်းလောက်ကိုလောက်ရမယ့်အချက်တွေကတော့ဒီ season ဆန်းသွားပြီးတော့ season short ထဲကဒီပစ္စည်းတွေကိုအပတ်တိုင်းဝယ်ပါအကောင်တွေက damage ထွက်ဖို့ DR တွေ inner way တွေ mystic skill တွေ level တင်ဖို့အတွက်အရန်အသုံးဝင်ပါတယ်ပြီးတော့ဒီ Jadefish ဆိုတဲ့ season currency ကိုလည်းအပတ်တိုင်း limit ပြည့်တဲ့အထိကို fan ပါပြီးရင်နောက်ကျန်တဲ့တခြားအသုံးဝင်မဲ့ကောင်တွေနဲ့အကုန်လုံးလိုက်ဝယ်ပါပြီးတော့ game ကိုမကြာခင်မှဆက်ဆော့ပြီးတော့အဲ့လိုမျိုး level ကြီးတအားကြီးမြင့်တင်လာတဲ့လူတွေအတွက်ဒီ season catch up တွေမှာကျွန်တော်တို့ gear တွေ weapon တွေဝယ်လို့ရပါတယ်အဲ့ဒီထဲကကောင်တွေကိုကိုလိုအပ်တဲ့ level လိုက်ဝယ်ပြီးတော့ power ကိုအမြင့်ဆုံးရအောင်ကြည့်ကျွန်းပြီးရင် arsenal တွေကိုထည့်ပါဒီမှာအခုလက်ရှိသုံးနေတဲ့ martial art ရဲ့ damage time ကိုလည်းရွေးဖို့မမေ့ပါနဲ့အောင်ပြီးတော့ဒီ arsenal ရဲ့ထည့်ဖို့ gear တွေတစ်ဆက်တည်းဖြစ်ဖို့မလိုပါဘူးအဲ့ဒါကြောင့်မို့လို့လုံးဝ power level အမြင့်ဆုံးကိုပဲရွေးပြီးတော့အဲ့ဒီထဲကိုထည့်ပါနောက်တစ်ခုကကြာတော့ဒီ inner way ထဲကဒီထဲမှာ tip exchange ဆိုပြီးရှိတယ်အဲ့ဒီကိုတွားပြီးတော့လက်ရှိသုံးနေတဲ့၄ခုကိုပဲ lock ခတ်ထားပြီးကျန်တဲ့ကောင်တွေအားလုံးကို ticket တွေနဲ့ exchange လုပ်ပြပါပြီးရင်ဒီပုံးကိုအပတ်တိုင်းဝယ်ပါဒါကိုမဖြစ်မနေတနင်္လာနေ့တိုင်းလုပ်ပေးပါနောက်တစ်ခုလုံးဝ game မှာအရေးကြီးဆုံးအချက်ကကြတော့ crash ကိုဒီ YO နဲ့ pan တွေကိုအမြင်နဲ့လက်ဆောင်သွားပေးပါဒါမှသူနဲ့ friendship point တွေတိုးလာမှာပါပေးစရာလိုမရှိရင်တော့လုပ်ဖို့မလိုပါဘူးပြီးရင်ဒီလိုမျိုးစိုင်နေရနေပြီးတော့ wood stone နဲ့ဒီ item တွေကို coin ရှိတဲ့လောက်ကိုဝယ်ပါဘာလို့ဆိုနောက်ပိုင်းကျရင်အဲ့ coin တွေတအားပေါ်တော်ကိုရလာမှာဗျာဒီဟာပြီးတော့အားလုံးဝယ်ဖို့လည်းမလိုဘူးဗျာဒီလိုအပ်တဲ့ကြောက်တုံးတစ်သားအသားနဲ့နောက်တခြားဒီခွေးတွေတိုးတွေအကောင်လေးတွေဝင်ရပြီဘာလို့ဝယ်ခိုင်းတာလဲဆိုတော့ဒီကောင်လေးကကျွန်တော် part 2 video မှာရှင်းပြမယ့်ဟာအတွက်တအားအများကြီးလိုအပ်လို့ပါနောက်ဆုံးအချက်ကတော့အပတ်တိုင်းဒီ battle pass ထဲကနေပြီးတော့လိုအပ်တဲ့ item တွေကိုလည်း exchange ဖို့မမေ့ပါနဲ့ဟုတ်ပြီတတိယ category နေတိုင်းလောက်ရမယ့်ဟာ
အရင်ဆုံးဒီ quest တွေကို weekly limit ပြည့်တဲ့အထိကိုလုပ်ပါ quest တွေကိုလေဒီလိုမျိုးလွယ်တဲ့ဟာကို flash လုပ်လို့ရတယ်တိလားကျွန်တော်ကတော့ဒီ6ခုကိုအမြဲလုပ်တယ်ပြီးရင် anarchy ကိုပြည့်တာနဲ့ကိုအကုန်သုံးပါ gear တွေလိုချင်တယ်ဆိုရင် short train ဝင် mystic skill တွေ upgrade တင်ဖို့လိုတယ်ဆိုရင်တော့ outpost တွေကိုဝင်ပါနောက်တစ်ချက် setting ထဲကဒီ divine craft ကို auto use on ထားပေးပါနေတိုင်းနဲ့ဒီမီးနဲ့အစိတ် divine craft တွေကိုအမြဲတမ်းနေတိုင်းလိုက်ကောက်ပါနောက်လုံးဝအရေးကြီးဆုံးကတော့ martial art combo ကိုလည်းနေတိုင်းလေ့ကျင့်ပါ combo မှန်မှ damage ကပိုပြီးတော့ချက်တာမဟုတ်လို့ပါဒီမှာဆိုရင် gear လည်းတူဗျာကျန်တာလေးတူတော့မှ combo မတူတော့ damage output လည်းမတူတော့ပါဘူး okay ဒီ video လေးကတော့ဒီလောက်ပါပဲ okay အခုကြည့်နေတဲ့လူမှာအဲ့လိုမျိုး beginner player လေးရှိတယ်ဆိုရင်ဒီ video လေးကိုသူတို့ share လိုက်ရင်ဝမ်းမယ်လုံးဝအစအဆုံးကြီးပြန်ပြီးတော့သင်ပေးစရာမလိုတော့ဘူးဒီလားဒီ video ကတော့ကျွန်တော် Win Suite မှာ pro ကြလာအောင်ဘာတွေလုပ်ရမလဲဆိုတဲ့ series ရဲ့အပိုင်းတစ် video ပဲဖြစ်ပါတယ်နောက် video ကြရင်တော့နည်းနည်းလေးစော့တာကြာလာတဲ့ဆရာကြီးတွေအတွက်ဒီ Martial Mystery ကိုမြင်အောင်ဘယ်လိုသင်ရမလဲဆိုတာနဲ့ဒီ Martial Mystery ကဘယ်လိုမျိုးအရေးပါလဲဆိုတာကိုပြောပြပေးပါမယ်ကျွန်တော်ရဲ့ content လေးတွေကိုသဘောကျရဆိုရင် please subscribe me on YouTube guys please အားလုံးပဲအဆုံးနဲ့ကြည့်ရှုပေးကြတဲ့ကျေးဇူးအများကြီးတင်ပါတယ်။ပိုင်းနဲ့မှာပြန်တွေ့ပါမယ်။ Zeze out